မင်္ဂလာပါ Channel B ကနေကြိုဆိုပါတယ်ဖလီဘတ်ကလစ်ကိုအသုံးပြုပြီးဖုန်းထဲပဲပုံလေးတွေရေးဆွဲတင်ဆက်လိုက်ပါတယ်ပုံလေးကိုလက်စတတ်ပါမယ်။မြင့်ညမ်းပြုခဲ့တဲ့ငွေရင်းပုံကိုလည်းရှင်တွဲပေါ်ပြလိုက်ပါတယ်။အခုတော့ဒီလောက်ပါပဲ။အားလုံးပဲကျွမ်းလန်းချမ်းမြေ့ကြပါစေ။